ရောက်နေရှုံးကြီးခြင်းနဲ့ထူသာထားမှချိန်နာအောင်မြင်တော့ရောက်မယ်ဟုတ်လားတန်ရလာချောမွေတတ်တော့တောင်းကိုစီအတင်းရှိစလားရှုံးပြီးနေမိရေမာတဲ့အများကျိုးတဲ့တာဝန်ထမ်းရတဲ့ခါကေကိုကျိုးစနိုင်မှာရှိကရင်ခွေ၍သားစီနေပါစေညီတို့မှာစံအားတတိမရောဟာလီတရားနဲ့မိနေအောင်ရှုံးပြီးနေရေမာညာကျိုးတဲ့တာဝန်ချမ်းရတဲ့ခါဒီကိုကျိုးစနိုင်မှာညာကျိုးတဲ့တောင်းချရတဲ့ဒီကိုကျိုးစနိုင်မှာဒီဝိညာဉ်ကိုဖြတ်ပြီးမှရောက်နေတာတဲ့နှစ်သက်ကိုရောက်မယ်ယုံကြည်ခြင်းနဲ့ကြိုးစားကြမှာချိန်မှအောင်မြင်လို့မြောက်နိုင်မယ်လေ